day 4လေးရက်မြောက်နေ့ဒီနေ့တော့ကျွန်တော် personal branding ကြောင်းနည်းနည်းပြောချင်တယ်အမှန်တော့ဂျားထဲမှာကျွန်တော် idea တစ်ခုရတယ်ပေါ့နော် small changes တောင်းရင်ပြောမှာ small changes ဆိုတာဖြည်းဖြည်းချင်း improve လုပ်သွားတဲ့ဟာအကြောင်းပြောမလို့အဲ့ဒါပို့ပြီး idea ကောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်က plan stick to plan သွားလိုက်တာကျွန်တော်ဒါ plan ချထားရဆိုရင်ဒီတိုင်းသွားရမယ်နော် daily ကျွန်တော်သွားမယ် routine ပေါ့နော်ပုံမှန်လုပ်မယ်နေ့စဉ်လုပ်မယ်ဟာပါအဓိကမနေ့ကကျွန်တော်ပြောတယ်ကျွန်တော် branding နဲ့နောက်တစ်ခုကျတော့ networking ကြောင်းပြောမယ်ပေါ့နော်အဲ့တော့ဒီနေ့ branding ပြောမယ်နောက်နေ့ networking ပြောမယ်နောက်နေ့ကျရင်ကျွန်တော် daily improvement ကြောင်း small changes ကြောင်းကျွန်တော်ပြောပါမယ်ဆိုတော့ branding မှာကျွန်တော်မြင်လာတော့အခုလောဆယ်မြန်မာနိုင်ငံမှာပေါ့နော်ပေါက်တဲ့ပုံစံမျိုးကြီးကျွန်တော်နည်းပြောမယ်နံပါတ်1ကကျတော့ပေါက်ကြရိုက်ထိုင်ပြောပြောက်ကြရိုက်ထိုင်လောက်တာပေါ့နော်အဲ့ဒါကျတော့အဲ့ဒါတစ်မျိုးရှိရယ်နောက်တစ်ခုကကျတော့လူတွေကိုစုအောင်လုပ်တာပေါ့သွေးစုအောင်လုပ်ပြီးတော့ marketing လုပ်တဲ့ဟာမျိုးရှိတယ်ဟောတကယ်ကိုတလွဲတွေပေါ့နော်ပြောချင်စရာပြအောင်လုပ်တယ်အောင်မြင်တာပဲသူ့အနေနဲ့သူတော့အောင်မြင်တာပဲဒါပေမဲ့ကျွန်တော်လုပ်တဲ့ပုံစံကကျတော့ personal branding ကြတော့ကျွန်တော်တို့က network community နဲ့သွားတဲ့ဥစ္စာမျိုးပေါ့အဲ့ဒါမျိုးကတချို့ဒီမှာလဲလုပ်တဲ့လူတွေရှိတယ်ပေါ့နော်အဲ့လိုဟိုသွားတဲ့ပုံစံမျိုးကျွန်တော်သွားတယ်အဓိကကျတော့ကျွန်တော်ကအဓိကကျတော့ I don't care about public ဟိုသူများတွေကိုအထင်ကြီးတာမကြီးတာဒါကြီးပြင်းဆိုင်တချို့တွေကျတော့ဟို personal branding လုပ်တယ်မှာကြွားပြီးတော့ပြောကြတယ်ပေါ့နော်အဲ့မှာဒါတွေရှိရဘာတွေရှိရအဲ့လိုပြောကြတယ်ကျွန်တော်အဲ့ဒါကြီးကိုတားကြီးသဘောမကျအောင်တကယ်တမ်းကြလို့ဆိုချင်တယ်ဒါပေမဲ့ဟိုသူ့အနေနဲ့သူအဆင်ပြေကျွန်တော်ဘလို့မှဘာမှဟိုပြောကြမှာသူ့အနေနဲ့သူအဆင်ပြေတယ်ကျွန်တော်ကြတော့ဘလို့ပုံစံမျိုးဆိုတော့ကျွန်တော်ကကိုပုံစံနဲ့ကိုသွားတယ်။ကားဆိုလဲကျွန်တော်တို့ကဒီအစ်စ်ပေါ့နော်ကားတွေအစ်စ်စီးရတဲ့ဆိုင်လို့ရှင်းတက်တောင့်ချက်တာရှိရကားဟောင်းတွေကျွန်တော်ပို့ပြီးပေါ်ကြတယ်။အဲ့အမျိုးပေါ့နော်။အဲ့တော့ကျွန်တော်သွားတဲ့ပုံစံမျိုးကကြာဘလို့လဲဆိုတော့သူ community ကိုကျွန်တော်ကတိဆောက်ပြီးတော့အဲ့ရနေပြီးတော့ community ကိုကူညီပေးနေသူတို့ကူညီတယ်ပေါ့နော်ဥမာသူတို့ကူညီတယ်သူတို့ကူညီပြီးတော့အပိုးတွေပေါ့နော်သူတို့ထပ်ပြီးတော့ပြင်တီတေးလုံးရမယ့်ဟာတွေကိုကူညီနေအဲ့မှာသွားတဲ့ပုံစံမျိုးကျွန်တော်သွားခဲ့တယ်ပေါ့နော်အဓိကကျတော့ကျွန်တော်ကဘာလုပ်လဲဆိုတော့လူတွေကိုသွားပြီးတော့ကူညီတယ်ဆိုတော့ဥမာဆိုလို့ရှိရင်ကျွန်တော် ID သမားချင်းတော့ကျွန်တော်ကူညီလို့မရဥမာစီးပွားရေးသမားတွေရှိရစီစီးပွားရေးသမားတွေကကျွန်တော်ကိုကျွန်တော်သူတို့နဲ့ခင်အောင်ပေါင်းတယ်နော်ခင်အောင်ပေါင်းပြီးတော့ကျွန်တော်ရဲ့ brand identity ဆောက်တယ်ကျွန်တော်ဒီ Wayne ထွန်းမြင့်နော်ကျွန်တော် Wayne ထွန်းမြင့်ကျွန်တော်ကဘာလေးလုပ်တယ် ID လုပ်တယ်နော် marketing လုပ်တယ်အဲ့မျိုးပေါ့နော်အဲ့မျိုးပေါ့တိဆောက်တယ်သူနဲ့ကိုနဲ့ segment မတူတဲ့ခါမှာသူတကယ်လို့ marketing နဲ့ပတ်သက်တဲ့လိုအပ်ချက်တွေရှိတော့ရှင်ကိုယ်ကိုဆက်သွယ်ရတာပဲလေအဲ့တော့အဲ့လိုပုံစံမျိုးသွားတယ်အစားပိုင်းကသူတို့ကူညီတဲ့ဟာတွေကကျွန်တော်ဘာမှဟိုမယူပေါ့နော်ဒီတိုင်းပြောပြတယ်သူချို့ရစိတ်ပူတယ်မင်းဒါတွေပြောပြလိုက်ရင်သူကသူလုံးမအောင်ဒါလုပ်စီဘာမှဖြစ်ဘူးကျွန်တော်ဥမာဆိုကျွန်တော်ပြောချင်တာကကျွန်တော်ကဒီတယောက်တည်းသူတယောက်တည်းနဲ့သွားပြီးစကားပြောတယ်အများကြီးစကားပြောတဲ့အတွက်တယောက်ယောက်ကကူညီလို့ရှိရင်သူ့ရဲ့လိုအပ်တဲ့ပေါ့နော်service တွေကိုပေးရင်းနဲ့သွားတဲ့ပုံစံမျိုးကျွန်တော်သွားပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဒါဒီနေ့ကတော့ day 4ပါ